မြန်မာနိုင်ငံကုန်းဆောင်အားကစားသမားအဖြစ်ပြည်ပအထိကြော်ကြားလာခဲ့တဲ့လက်ရွေးစင်ဘောလုံးကစားသမား3ဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။စမ်းကြည့်ပါ page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်။မြန်မာဘောလုံးသမားတွေအနေနဲ့အခုနောက်ပိုင်းမှာရွှေထီးဆောင်နိုင်တယ်ဆိုတာရှားပါးလာခဲ့ပေမဲ့နိုင်ငံကုန်းဆောင်ရွှေထီးဆောင်ခဲ့မှုတဲ့အဖြစ်တွေလည်းများစွာရှိခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံကုန်းဆောင်ပြီးခဲ့ကြတဲ့လက်ရွေးစင်ဘောလုံးသမားတွေတဲကနေပရိသတ်အားပေးမှုအများဆုံးရရှိခဲ့တဲ့လက်ရွေးစင်3ဦးကိုဒီဗီဒီယိုမှာတင်ဆက်ပေးသွားပါမယ်။နံပါတ်3အောင်သူကအခုနောက်ပိုင်းမှာလက်ရည်ကျသလိုဖြစ်နေပေမဲ့2019ခုနှစ်ဝန်းကျင်မှာတော့အောင်သူကအာရှတခွင်မှာနာမည်ကြီးခဲ့တဲ့သူဖြစ်ပါတယ်။မြန်မာလက်ရွေးစင်ဘောလုံးအသင်းကစားသမားတွေထဲမှာထူးချွန်ထက်မြက်လွန်းတာကြောင့်အာရှအသင်းရဲ့အာရုံစိုက်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။မြန်မာပြည်တွင်းမှာဆိုရင်လည်းအောင်သူကထူးချွန်ထက်မြက်တဲ့အပြင်ရုပ်ရည်လည်းချောမောတာကြောင့်အမျိုးသမီးတို့ကြီးရဲ့ဝန်းရံခြင်းကိုလည်းခံခဲ့ရတာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့အောင်သူကပြည်ပအသင်းတွေမှာသာကစားသမားအဖြစ်သွားရောက်ကစားနေတာပါ။တလားတခွင်ဆိုရင်လည်းအရန်ကိုကောင်းခဲ့တယ်လို့2020ခုနှစ်မှာတော့မြန်မာလက်ရွေးစင်ကစားသမားတွေထဲမှာဆိုရင်တော့ဝင်ငွေအကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်လာခဲ့တာပါဒါပေမဲ့အခုလက်ရှိမှာတော့အောင်သူရဲ့တလားဝင်ငွေကအရင်အားလောက်ဝင်ငွေကောင်းတာမျိုးသိမရှိတော့ပဲပုံမှန်ပဲဖြစ်လာခဲ့ပါတယ်နံပါတ်1မောင်မောင်လွင်ကတော့လက်တလုံးမှာမြန်မာနိုင်ငံအတွက်သမိုင်းတွင်ဂုံဆောင်အောင်လုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။မောင်လွင်က Asian All Star အသင်းမှာမြန်မာကိုစားပြုလက်ရွေးစင်ကစားသမားအနေနဲ့ရွေးချယ်ခံရပြီးတော့ကစားခဲ့ရတာဖြစ်ပါတယ်။မတ်လ28ရက်နေ့မှာမန်ယူအသင်းနဲ့ထိတိုက်ရင်ဆိုင်ပြီးတော့ကန်ခွင့်ရရှိခဲ့ပါတယ်။မန်ယူနဲ့ရင်ဆိုင်ရတဲ့အချိန်မှာမောင်လွင်ကဂိုးကိုယ်တိုင်သွင်းပြီးတော့အနိုင်ရအောင်ကြိုးစားလိုက်တာဖြစ်ပါတယ်။မန်ယူလိုအင်္ဂလန်အသင်းကြီးကိုအနိုင်ရဖို့ရှိဖို့ဆိုတာကတော့မလွယ်ကူပါဘူး။ဒါကြောင့်မို့မောင်လွင်ကပထမဆုံးဂိုးသွင်းပြီးတော့အနိုင်ယူပေးလိုက်နိုင်တဲ့မြန်မာလက်ရွေးစင်ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါပြီ။ဒါအပြင်မောင်လွင်ရဲ့လစားကလည်းအရင်အထက်ပို့ပြီးတော့မြင့်တက်သွားမှာဖြစ်ပါတယ်။အခုလိုခြေစွမ်းပြလိုက်နိုင်တဲ့အတွက်မောင်လွင်ကိုအာရှအသင်းတွေဘက်ကနေအသင်းသားအဖြစ်အပြိုင်ဆိုင်ခေါ်ယူကြတော့မှာလည်းဖြစ်ပါတယ်။နံပါတ်1ဘဟာဒူကတော့မြန်မာလက်ရွေးစင်ဘောလုံးအသင်းအတွက်ဂုံဆောင်ပေးနိုင်ခဲ့တဲ့တိုက်စစ်မှုတစ်ယောက်ဖြစ်ခဲ့သူပါအခုချိန်မှာသာဘဟာဒူကအသက်ရှိနေဦးမယ်ဆိုရင်တော့မြန်မာလက်ရွေးစင်အသင်းကြီးကရွှေထီးဆောင်အဖြစ်တွေသာဇက်တိုက်ဆိုသလိုရရှိနေမှာဖြစ်ပါတယ်ဘဟာဒူကမြန်မာလက်ရွေးစင်ကစားသမားဖြစ်ဖို့အစဉ်စူးစမ်းခဲ့ရတာဖြစ်ပါတယ်အသက်73နှစ်မှာမေမျိုးကစစ်တပ်ထဲကိုဝင်ပြီးတော့ဘောလုံးစားကန်ရင်းနဲ့မှရှမ်းယူနိုက်တက်အသင်းရဲ့ကစားသမားဖြစ်လာတာပါဘဟာဒူရဲ့ခြေစွမ်းတွေကအလွန်ထက်မြက်လွန်တာမို့နိုင်ငံအဆင့်လက်ရွေးစင်ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပြီးတော့ရွှေတံဆိပ်ဆုနဲ့ဆုများစွာရရှိအောင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ဘဟာဒူရဲ့တိုက်စစ်ကွက်တွေအလှပသေးတတ်သလိုဖြက်လက်လွန်တာကြောင့်ကွယ်လွန်သွားတာတကယ်ကိုနှမျောစရာကောင်းလွန်ပါတယ်။ဒါအပြင်ဘဟာဒူအပြေးလဲအရမ်းမြန်ပြီးတော့မာရတိုပြိုင်ပွဲမှာဆိုရွှေတံဆိပ်ဆုတွေသာပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ဂုံဆောင်ခဲ့တဲ့လက်ရွေးစင်တွေအများကြီးတရားမှ3ယောက်ကိုသာကောက်နှုတ်ပြီးတော့ဖော်ပြလိုက်တာဖြစ်ပြီးပရိသတ်ကြီးအနေနဲ့မြန်မာလက်ရွေးစင်ကစားသမားတွေထဲမှာဆိုဘသူ့ကိုသဘောအကျဆုံးလဲဆိုတာပြပြပေးခဲ့ပါအောင်။ဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။